Hello, welcome to my tutorial channel. Please subscribe. Thank you. Hello အားလုံးမင်္ဂလာပါညီမ channel လေးကနေပြောပြလဲကြိုဆိုလိုက်ပါရဲ့ရှင်ဒီခေါက်ကတော့အရှမ်းကိုအရန်လူမမြနေရဲ့game လေးပေါ့နော်မတင်ပြတာလည်းတော်တော်လေးကိုကြာပြီ update တွေထွက်လာတယ်လည်းမတင်ပြဘူးပေါ့အဓိကကတော့သူ့ကို complete ဖြစ်တော့မှgame ကိုင်းနဲ့ပေါင်းပြီးတော့တင်မယ်လို့တွေးခဲ့တာပေါ့နော်တည့်ရတိုင်းပဲ complete ဖြစ်ဖို့ကတော်တော်လေးကိုဝေးပါတယ်မေရလည်းမတင်ပြခဲ့တော်တော်လေးကိုကြာခဲ့ပြီဆိုတော့အခုတစ်ခေါက် update မှာတော့တင်ပြလိုက်တယ်ပေါ့နော် 0.25 ဒီ version လေးအသစ်ထွက်လာတယ်ပြီးတော့သူ့ရဲ့ megabyte က 1GB ကျော်တယ်ပေါ့နော် 1.1 လားမသိဘူးအဲ့လောက်ပဲရှိသေးတယ်သူက mission ကိန်းလေးပေါ့နော်မသိတဲ့သူတွေအတွက်ပြန်ပြီးတော့ညှိုးရမယ်ဆိုလို့ရှိရင်ဇက်ကောင်ကဒီလိုမျိုးသူအကြောင်းမှာအနိုင်ကျင့်ခံနေရအနိုင်ကျင့်ခံရဆိုအားလုံးဝိုင်းပြီးအနိုင်ကျင့်တာတော့မဟုတ်ဘူးဒီအကြောင်းမှာကောင်မလေးတယောက်ရှိရပေါ့နော်သူကလူစိုးကောင်းဆောင်လိုပုံစံမျိုးပေါ့နော်နောက်ဖေးလန်းကြရပိုင်းမှာနေအဲ့နောက်ဖေးလန်းကြနေဖြတ်သွားမိရတယ်ဇက်ကောင်ကိုနိုင်ကျင့်နေပတ်စံနေလူရဲပေါ့တနေ့မှဖြစ်ချင်တော့သူဖုန်းလေးတစ်လုံးကောက်ရတယ်အဲ့ဖုန်းလေးကဖုန်းအကွဲလေးပါပဲဘယ်သူလွှင့်ပြပလိုက်မှလည်းမသိဘူးသူ့ရှေ့ကိုရောက်လာရပေါ့နော်ကွက်ဆိုပြီးတော့အဲ့မှာအဲ့ဖုန်းလေးကိုကောက်ရတယ်သူကတော့အမှတ်တမဲ့ပဲဒီလိုလဲကောက်ယူလာခဲ့တာပေါ့ဖုန်းလေးကိုယူပြီးတော့ကြောင်းသွားတယ်အမှကြောင်းဖြစ်ချင်တော့ကြောင်းနောက်ဖေးလမ်းကြနေသူဖြတ်သွားတယ်ခုနကပြောတဲ့ကောင်မလေးနဲ့တွေ့ရဲ့အနိုင်ကျင့်ခံရရဲ့ပတ်စံတွေအကုန်လုံးလူယူခံရရဲ့အဲ့နောက်တော့စတင်ငန်းထဲကိုရောက်သွားတယ်ပေါ့နော်အဲ့မှာပဲဖုန်းလာတယ်အဲ့ဖုန်းလေးရဲ့တစ်ဖက်မှာကပြောတာကဒီအမျိုးသမီးကသူက agent 70ရဲ့သူကဖုန်းပိုင်ရှင်တွေအတွက်တခုခုလုပ်ပေးရသူမျိုးပေါ့နော်ဘာပဲခိုင်းလိုက်အကုန်လုပ်ပေးရဆိုတော့သူမျိုးပေါ့ထူးထူးဆန်းဆန်းအဲ့နဲ့သူပတ်စံပေးလို့ပြောတာပေါ့ပတ်စံလို့ရှင်တော့အစိုးရဘက်မှာသွားချီပေါ့နော်အဲ့လိုမျိုးပြောတာအတိတ်ကတော့တခြားကိစ္စတွေပေါ့နော်ဘာခိုင်းလုပ်ပေးရဆိုတာကတခြားကိစ္စတွေပေါ့အဲ့နဲ့သူခုနကကောင်မလေးကိုမကျင်တော့ဘူးမကျင်တော့အဲ့တော့ခုနကကောင်မလေးကို तू မကျင်တော့ဘူးမကျင်တော့အဲ့ကောင်မလေးကိုသွားပြီး lesson ပေးသန်းกว่าအဲ့လိုပြောလိုက်တယ်အဲ့လိုပြောတော့ဟိုကလေတကယ်လောက်တယ်သူစီကိုစာတင်နေအောင်မှပဲပြိုကောခေါ်ရပေါ့နော်သူတက်ပြစ်လိုက်ရမလားဘာညာအထိပြောဟာတက်တော့မတက်ပါနဲ့ပေါ့ဘီချီလေးရရင်တော့တော်ပါပြီပေါ့လေအဲ့လိုမျိုးပြောတော့ဟိုကတကယ်ပဲโอเคဒါဆိုသူတို့ပြောထားလိုက်မယ်ပေါ့ညနေကျောင်းဆင်းတော့နောက်ဖေးလမ်းကြောက်သွားတယ်အဲ့မှာဘီချီဆင်းရရပေါ့နော်အဲ့လိုနဲ့ထူးဆန်းစွာနဲ့ပဲသူစီကိုဖုန်းလေးတစ်လုံးရောက်လာတယ်ဒီမှာဘယ်လိုမျိုးပတ်သက်လဲဆိုတော့ဒီဖုန်းရဲ့နောက်ကွယ်မှာရှိတဲ့ agent 70ဆိုတဲ့ကောင်မလေးကဘာတူလဲနောက်ကျတော့ကျောင်းထဲကကောင်မလေးတွေပြီးတော့သူ့ရဲ့အမေပြီးတော့ညီမလေးရဲ့ကျောင်းထဲကကောင်မလေးရဲ့ဆရာမတွေရဲ့ပြီးတော့ဒီမြေပုံထဲမှာရှိရဲ့ဈေးဆိုင်ကကောင်မလေးစသဖြင့်ပေါ့နော်သူတို့နဲ့ relationship တွေတွေ့ရမလဲဆိုတဲ့ပုံစံမျိုးလေးကြည့်ရမယ်ပြီးတော့သူ့ရဲ့ကျော်ယူထားတဲ့ story line ပေါ့နော်ကျော်ယူထားတဲ့ story line ကဒီဖုန်းနဲ့ပတ်သက်ပြီးတော့ဘာကြုံတွေ့ရမှာလဲဒီဖုန်းရဲ့အဓိကလျှော့ချက်ကဘာလဲပေါ့စသဖြင့်ပေါ့နော်အဲ့လိုမျိုးဆော့ရမှာအဲ့လိုမျိုးဂိမ်းလေးပေါ့ mission ဂိမ်းလေးပါ mission ဂိမ်းလေးမို့လို့လဲလူတော်များကြိုက်ကြတယ်စင်းနေလဲမိုက်တယ်ဆော့ရလဲစိတ်ဝင်စားဖို့ကောင်းတယ်ပြင်းရလဲမကောင်းဘူးအရန်လဲမခက်ဘူးအရန်လဲမလွယ်ဘူးပေါ့နော်ဒါအပြင်နေရာတွေနည်းများရပေါ့အရန်ကြီးများတော့လည်းမဟုတ်နေရာနည်းများရပြီးတော့ကောင်မလေးတွေများရချောတယ်စသည်ဖြင့်ပေါ့ဒါကဒီ game ရဲ့အကြောင်းလေးပေါ့နော်အတူကြောင်းအကြောင်းလေးပေါ့အရင်တော့လည်းပြောခဲ့ဘူးပါတယ်ဒီမှာပြောချင်တာကညီမကဒီ game ကိုနှစ်ခါတင်ပေးခဲ့ပေါ့နော်ပထမဆုံးတစ်ခါက review လုပ်ပြီးတော့တင်ပေးခဲ့တာအဲ့တော့ပုံစံတစ်မျိုးပေါ့နော်နောက်တစ်ခါကျတော့ update ထွက်လာတယ်အဲ့ update မှာတော်တော်လေးကိုကွာသွားတယ်အဲ့ကွာသွားတဲ့အကြောင်းလေးကိုပြောရင်းနဲ့တစ်ခါထပ်ပြီးတော့တင်ပေးရပေါ့နော်ဒါဟိုးတော့ကလူဟောင်းနေညီမရဲ့ channel တွေက view တွေကိုမလွတ်တမ်းကြည့်ရသူတွေဆိုတော့သိပါလိမ့်မယ်အဲ့နောက်တော့ထပ်ပြီးတော့မတင်ပြခဲ့ဘူးပေါ့နော်အခုထပ်တင်တယ်အခုထပ်စောကြည့်ရယ်ဒီမှာတော့ထူးပြောင်းလဲသွားတာမရှိဘူးဒါပေမဲ့location အသစ်တွေဖွင့်လာရယ်ပေါ့နော်ဥမာသူ့ခန်းထဲကနေကြည့်မယ်ဆိုလို့ရှိရင်တစ်ဖက်အိမ်နီးချင်းရဲ့အိမ်ကိုလက်မြင့်နေရတာမျိုးပေါ့နော်စသဖြင့်ပြီးတော့ချောင်းဝင်းအတွင်းနဲ့ပေါ့နော်အိမ်ထဲမဟုတ်ဘဲနဲ့အပြင်ချောင်းဝင်းအတွင်းနဲ့သွားလို့ရတဲ့ location စသဖြင့်အဲ့လိုမျိုး location အသစ်ကလေးပွင့်လာတွေ့ရနောက်ပြီးတချို့နေရာလေးနည်းနည်းလေးကွဲသွားရင်နည်းနည်းလောက်ပဲပေါ့နော်စသဖြင့်တော့တွေ့ရတယ်ကျွန်တော်တော့အရင်အများကြီးတူပြောင်းလဲသွားတာမရှိဘူးပြီးတော့ story line ကလည်းရှင်းတဲ့လောက်ရှင်းနေပြီပေါ့နော်ဒီ game နဲ့ပတ်သက်ပြီးတော့ပြောချင်တာကတော့ဒီလောက်ပါပဲ animated ဖြစ်တဲ့ voice by ပေါ့နော်ဒီ game ကိုဆော့ဖို့ပြီးသားအကွေတော့ကတော့တူညွှန်ကြတာမရှိပါဘူးဆိုတော့
ဒီ game လေးကိုတလောက်နဲ့ပဲနေကုန်ချုပ်ပြီးတော့အားလုံးနှုတ်ဆက်လိုက်ချင်ပါတယ်အဓိကနေနေကတော့ update လေးကိုလင့်လာချပေးတာပေါ့နော်တခြားသိချင်တာလေးရှိလို့ရှိရင်လည်းကိုမမမိထားခဲ့လို့ရပါတယ်ဆိုတော့အားလုံးမရှိဘူးပါညီမနောက်ပြီးတော့မှပြန်ပြီးတော့တွေ့ကြပါမယ်